ကိုကလက်ကတင်းကိုဥဆောင်နေတယ်ကိုရဲ့လက်ကားကနေပြီးတော့အမြဲတမ်းရောင်းအားတက်လာစေချင်တယ်ဆိုရင်အရေးကြီးဆုံး point တစ်ခုရှိရပေါ့နော်တယောက်နဲ့တယောက် business structure မတူတယောက်နဲ့တယောက်ကိုယ့်ရဲ့ပစ္စည်းရဲ့သွားလာတဲ့ပုံမတူလှုပ်ရှားတဲ့ပုံမတူတချို့ပစ္စည်းတွေမျိုးကြတော့ quality တွေအဓိက update ပေးရတာရှိတယ်တချို့ပစ္စည်းကြတော့လည်းဒီပစ္စည်းဒီအချိန်ဒီအခါမှာပစ္စည်းရောက်ပေးတာရှိမယ်တချို့ကြတော့လည်းအဲ့လိုမဟုတ်ပစ္စည်းတွေလည်းပေးနိုင်တယ်တိုးတော့အခုမှစပြီးတော့စ조사နေတဲ့သူတွေကိုလက်ကပေးနေရတာရှိတယ်ကိုကဘလို့လူမျိုးတွေကိုကင်ထားရလဲဆိုတဲ့ပုံမှာမူတည်ရဲ့ဒီဗီဒီယိုမှာကျွန်မပြောချင်တာကတော့တကယ်ကိုစီးပွားရေးစားလုပ်ချင်တဲ့သူတွေကိုကိုလိုမျိုးဝင်ငွေရလာအောင်တိဆောက်တက်လာအောင်လက်ကပေးရင်းနဲ့တင်းတစ်ခုအနေနဲ့တိဆောက်ထားတာမျိုးဆိုရင်တော့သူတို့တွေရောင်းအားတက်လာဖို့အတွက်ဘလို့မျိုးလုပ်တင်လဲဘလို့တွေ train တင်လဲဘလို့တွေသင်ပေးရမလဲဆိုပြီးတော့မေးခွန်းတွေလည်းရှိအဲ့လိုလူမျိုးတွေကိုအရင်တည်ပြီးပြောရမယ်ဆိုရင်လက်ကားတင်းရှိရယ်လက်ကားကလူတွေရောင်းအားတက်လာစေချင်တယ် trainee လိုအပ်တာလားလို့လူတော်များမေးကြတယ် trainee ဆိုတာလိုအပ်တဲ့အရာကိုပေးမှ trainee လို့ခေါ်တယ်ကိုပေးချင်တဲ့အရာကိုပေးနေတာ trainee မဟုတ်ကိုနဲ့အတူတူလက်တွဲထားလူ9ယောက်ရှိရဆိုပါစို့အဲ့9ယောက်တည်ရောင်းအားကိုတစ်လောက်300ဖြစ်စေချင်တယ်တိုးတော့အခုချိန်မှာအဲ့ဒီလူ9ယောက်က300လောက်ကိုရောင်းမတက်ဘူးဖြစ်နေရယ်ရောင်းဖို့ကြောက်နေတယ်ရောင်းဖို့စိုးရိမ်နေရယ်ဆိုလို့ရှိရင်ဒီလူတွေကို300လောက်ဖြစ်စေချင်တယ်ဆိုရင် trainee ဆိုပြီးတော့အဲ့ဒီလူတွေကြောက်တဲ့စိတ်ကိုမကြောက်အောင်ကြောက်တယ်ဆိုတာဒီအလုပ်ပေါ်မှာသူယုံကြည်မှုမရှိလို့လားဆိုတော့သိဖို့လိုတယ်လူတော်များကတချို့အလုပ်တွေမှာသူတို့မတိုးတက်လာဘူးဆိုတာအဲ့ဒီအလုပ်ပေါ်မှာယုံကြည်မှုမရှိတာအဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးချစ်တဲ့စိတ်တွေမရှိတာအဲ့ဒီအလုပ်ပေါ်မှာတကယ်ကိုစ조사မယ်အနာဂတ်ရှင်းလင်းမှုမရှိတာဒီလိုမျိုးအနာဂတ်တွေရှင်းလင်းမှုမရှိဘူးဆိုလို့ရှိရင်တော့ကိုဘလောက်ပဲ training တွေပေးနေပါစေအဲ့နင်းလန်းတွေကအသုံးချလို့ရမှာမဟုတ်တင်းလီတိုင်းအနေနဲ့ပြန်စဉ်းစားကြည့်မယ်ကိုကိုတိုင်းခေါင်းဆောင်အနေနဲ့ပြန်စဉ်းစားကြည့်မယ်ကိုကိုတိုင်းစလုပ်တဲ့ချိန်တော့ကိုရဲ့အလုပ်ပေါ်မှာရီမန်းချက်ရှင်းလင်းမရှိဘူးယုံကြည်မှုမရှိဘူးချစ်မြတ်နိုးမှုမရှိဘူးဆိုရင်နင်းလန်းတွေပြောပြနေရင်တော့ idea တွေထွက်လာစ조사လို့ရလားတိုးတက်လို့ရလားလို့စဉ်းစားကြည့်အခုလက်ရှိကိုတိုးတက်နေရဲဆိုတာကိုရဲ့ယုံကြည်မှုကြောင့်ကိုရဲ့ရီမန်းချက်ရှင်းလင်းမှုကြောင့်ကိုရဲ့ဒီအလုပ်ပေါ်မှာချစ်တဲ့စိတ်ကြောင့်ဖြစ်လာတာဖြစ်တယ်ကျမအနေနဲ့ကျမရဲ့အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်လူတွေကမတိုးတက်ဘူးဆိုတာအဲ့လူတွေညံလို့မဟုတ်အဲ့လူတွေကအဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းမသိတာတို့အဲ့အလုပ်ကိုအနာဂတ်နဲ့ပတ်သက်ပြီးတော့အမြင်တွေမရှင်းလင်းတာတို့အဲ့အလုပ်ကိုဘာကြောင့်လုပ်နေလဲဆိုတဲ့အကြောင်းရင်းတွေမပြတ်သားတာတို့မရှင်းတာတို့ဆိုလို့ရှိရင်တို့ဒီအဲ့နေရာမှာပဲလုပ်နေရင်းနဲ့ပိတ်နေတတ်တယ်ဒါအရေးကြီးဆုံး point ဖြစ်တယ်တကယ်ကို team ကို train နေတဲ့အကောင်းဆောင်တွေကိုကျွန်မအကြံပေးရမယ်ဆိုရင်တော့ကိုယ်နဲ့လက်တွဲတဲ့သူတွေကတကယ်ကိုအနာဂတ်ရှင်းလင်းမှုရှိရလားဒီအလုပ်နဲ့ပတ်သက်ပြီးဒီအလုပ်ကိုချစ်မြတ်နိုးမှုရှိရလားဒီအလုပ်ပေါ်မှာရောသူတို့ဘလို့စိတ်နေစိတ်ထားရှိနေရလဲဆိုတာကိုတိတ်တိတ်ချာချာသုံးသပ်ကြည့်ပါလို့ကျွန်မအကြံပေးချင်တယ်အဲ့လိုသုံးသပ်ကြည့်ပြီးဆိုရင်ကြည့်လိုက်တဲ့အခါမှာသူတို့တွေကကိုမြင်တယ်လို့မမြင်နေဘူးကိုချစ်တယ်လို့မချစ်နေဘူးကိုရှင်းတယ်လို့သူတို့မရှင်းနေရတယ်ကြောက်ဖြစ်တယ်အဲ့ဒီအရာတွေကိုခေါင်းဆောင်တွေကရှင်းလာအောင်မြင်လာအောင်ချစ်လာအောင်အကောင်းဆုံးသင်ပေးဖို့လိုအပ်တယ်အဲ့လိုမျိုးလမ်းပြပေးမှသင်ပေးမှဆွဲခေါ်ပေးမှသူတို့ဒီတကယ်ကိုရှင်းလာပြီးမြင်လာပြီးချစ်လာပြီးဆိုမှနီလန်းနေဆက်ပြီးပေးရတာဖြစ်တယ်ဒါဆိုရင်သေချာပေါက်လက်ကားတင်းကိုဥဆောင်နေတဲ့သူတွေကိုယ့်ရဲ့လုပ်ငန်းမှာ team 1နဲ့အလုပ်လုပ်နေတဲ့သူတွေကဒီဗီဒီယိုအကျိုးရှိမယ်လို့ကျွန်မမြင်တယ်ကျွန်မကတော့ social platform အသုံးပြုပြီးတော့လုပ်ငန်းရှင်တွေအနေနဲ့အမြတ်ငွေ3လအတွင်းမှာ2ဆနဲ့10ဆအထိတိတိတတာမြင့်တက်ချင်တဲ့လုပ်ငန်းရှင်တွေကိုလက်တွေ့နီလန်းတွေကိုပဲအကောင်းဆုံးလမ်းပြပေးနေတယ် digital sales consultant and business coach ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်